လှပတဲ့မနက်ခင်းတိုင်းမှာကျမရဲ့ခြေလမ်းတွေကယုံကြည်မှုအပြည့်ရှိစေတယ်။တဘာဝတရားကတင့်အတွက်လက်ဆောင်တွေအများကြီးဖန်တီးပေးထားပါတယ်။ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားပြီးတဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်ထားတယ်။ဝါမီသွေးစက်ပြာလေးပဲပေါ့။အစိတ်အထောက်တွေကင်းစင်ပြီးအသားရည်ကိုကြည်လင်လှပစေတဲ့အတွက်သူ့ကိုကျမအမြဲတမ်းသုံးဖြစ်တယ်လေလှပခြင်းကိုတဘာဝတရားစီကနေတိုက်ရိုက်ယူဆောင်ပေးမယ် Haban Black Fisher Soapဒီဘက်ဝင်မရှိဘူး ။နင်ကဘာကောင်းမလို့ငါ့အမိန်ပေးနေတာလဲ။ငါဘာကောင်းဆိုတာပဲသိရနော် သိပါတယ်ကိုကြီးဒါပေမဲ့ဒီဘက်ဘောကလွယ်ဘယ်သူမှဝင်မရှိဘူး ။ပြီးတော့ဘာဖြစ်နေကြတာလဲ ဘာနဲ့ပါလဲကိုကြီးဒီတော့ဘောကလွယ်လို့ဘယ်သူမှဝင်မရှိပါဘူး ဘာဖြစ်နေကြလဲ ဒီကကိုကြီးကဂိုတောင်ထဲကိုအတင်းဝင်မဲ့လုံနေလို့တားနေတာဘာမှမလဲ ကိုမမောင်ကဂိုတောင်ထဲကိုဘာဖြစ်လို့ဝင်ကြည့်ခြင်းရတာပေးထားတဲ့တာဝန်နဲ့တိတ်မဆိုင်ဘူးလို့ထင်တယ်နော် ။ဆိုင်တာဗော။ကြောက်ရွံ့တဲ့တာဝန်ကခင်ဗျားတို့ boss ကအန်တရေကိုကာကွယ်ဖို့။အဲကြောင့်သူ့ပတ်ဝန်းကျင်မှာဘာတွေရှိနေလဲဆိုတော့ကြုတ်လိတာထားဖို့လိုတယ်လေ။ဒီကိုယ်တော်ကိုမင်းတို့ဖွင့်ပြမှာလား။ငါလာဖွင့်ပြရမှာ စင်ကြီးရပါလားကိုမမောင်ရဲ့ရှင်းရတော့လေစွတ်ပဲဒီမှာဒီဂိုတောင်ထဲမှာထားတဲ့ပစ္စည်းတွေကစပင်ပြုတ်ပြင်းတဲ့နေရာမှာအသုံးပြုတဲ့အက်ဆစ်တို့ဓာတုဗေဒပစ္စည်းတွေကိုထည့်ထားတာတကယ်လို့အထားသူမှားလို့ရှင်ချိန်မီပေါက်ကွဲနိုင်တယ်ဒါကြောင့်ဒီပစ္စည်းအကြောင်းကိုနားမလည်တဲ့သူတွေကိုအနောက်အကန့်မခံတာရှင်းပြီလား ။ဒီကိုယ်တော်ကြီးနဲ့အပြည့်သပင်ပြုတ်ပြင်ပစ္စည်းထည့်ထားတယ်။ဖြစ်နိုင်အောင်ထင်တယ် တက်ခဲ့ပါလားရှင်ညီမပြည်ကမိန်းကလေးအားလုံးအတွက်လေနေတော့နေသေးတယ် ။မင်းတို့ဘာတွေလဲ။ဘာတွေလုပ်နေကြတာလဲ တိကျင်ရှင်းမမ boss ကိုမေးကြည့်ပေါ့တာဝန်ရှိတဲ့သူတွေတော့အခက်တရမလုပ်နဲ့နော်မင်းတို့တာဝန်မင်းတို့ကြည့်ပါစေနော်
မဘာလဲမရှာ ။ဒါစင်းကိုရှာနေတာ ဘာလို့ရှာ ။အဓိကကတော့မထိုင်စားနေရတဲ့စား။နေ့လောက်ကဘာလဲ။ငါဘာတာဝန်ယူပေးရမှာလဲ ဖြေးမော်မော်မမတကယ်လို့လို့ဆိုထိုင်နေပါလေဆိုထိုင်လို့တော့ရမှာမဟုတ်ဘူးနော်အခုအေးစင်းနားတဲ့အချိန်မှာအေးစင်းနားလဲဆိုလား ။ငါကြောက်လို့သိပါရဲ့။ဒီလိုရှိတယ်။ပိုပိတ်ထားတဲ့ကိုယ်တော်ထဲမှာဘာတွေထည့်ရတာလဲ။ဘာဖြစ်လို့ကျွန်တော်အဆောင်ချက်ချတာ ဘာဟိုအဲ့ထရပစ္စည်းရတယ်လူတွေဒုက္ခပြေအစင်းမဟုတ်ဆိုတာညုံထားတယ် ။ဒီလိုလေလုပ်တွေကတရားဥပဒေကိုလွှဲရတာ ဘုံတော့ပါလို့ ။နေ့မှာမူးတဲ့ဘက်တွေများလို့ပါ ဂျားတော့မော်ရဲ့ဟိုဆိုင်လက်ဆန်ခက်လိုက်တော့လက်ခေးအနည်းဆုံးကိုရတာပဲလေသူကအရင်ကြီးများနဲ့ရောင်းဝယ်လုပ်နေဆိုတခါကျအနှစ်ကတည်းကရှိတယ်အဲ့တော့တပည့်အများကြီးပွေးထားတာ ။ဒီစကားဘယ်လိုကြီးလဲဟာ။ဒီလိုလေလုပ်တွေကတမအာစီဝါကိုကြာရတာ။နေဘာလုပ်တယ်လဲငါ့ကိုရှင်းရှင်းပြောစမ်း မော်ရဲ့ညကစိတ်တူတာအရှင်ပဲငါလုပ်တဲ့လူကကြောက်ရောင်းဝယ်လုပ်တယ်ရောင်းမယ်လို့ရှိလို့ရှင်တန်တကြီးပေးပြီးတော့ဝယ်လိုက်တယ်ဝယ်မယ်လို့ရှင်ကျက်စင်းရရောင်းလိုက်ဒါပဲ ။ကြောက်ရောင်းလို့တော့ပဲဟာ။တရားဝင်လိုင်စင်တင်ပြီးတော့ကုမ္ပဏီဖွင့်ပြီးလုပ်လို့ရတယ်။အလက်မတွေမလိုပါဘူး မမလေးပြောရခက်လိုက်တာဒီမျိုးလေးကလက်စမ်းမျိုးဒီလိုနေရာမှာစီးပွားရေးအပြိုင်ဆိုင်လုပ်နေကြတာနော်ဒီနေရာမှာမေတ္တာသုံးညပြီးဘာမှနာပါရင်ကိုပဲခံသွားမှာအခုခေတ်ကျရင်လူစားလန့်ခင် ။မဆိုင်မဟုတ်တဲ့စင်ဟာအများမိုးခွားရတော့ကိုတော့ဖို့မလိုပါဘူး မမငါအကျိုးရစေခြင်းငါစီးပွားငါလည်းမလုပ်ပါငါဒီစည်းစိမ်လိုလည်းရခဲ့တာပေါ့နော်ကြောက်တယ်ခံနိုင်ငါထိန်းသိမ်းသွားအဲ့အတွက်သူ့မှာမသိမှာတော့ ။ကောင်းပြီလေ။နေမကြိုက်ငါမပြောတော့။အလုပ်ကိစ္စပဲငါ့ကိုခေါ်လိုက် 要漏要，要漏漏啊要， ဘာဖြစ်နေလဲ 老丢漏漏的要，这么苦呀，这个都看，呀，没那么漏漏呀，漏漏，好， ဘယ်ရလဲရှိပါအဲ့ဒီဇာမကစ်ပြေမတူတဲ့လုပ်တဲ့စာရင်းနေစရာမလိုပါဘူးငါပိုင်တဲ့ထဲကိုကျွလွန်လာလူစားကောင်းရဲ့အစားအစာကိုစစ်ဆေးရမှာပေါ့ ။ဒါစင်။အဆက်ပြရပါလား။ငါလည်းအများကြီးရှိတယ်နော် အဲ့တော့နတ်တဲ့အေဂရီရဲ့လုပ်ငန်းတွေကိုလာပြီးလေ့လာတာဆိုတော့နတ်တဲ့အေဂရီပဲရှင်းရမှာပေါ့ဟုတ်ပြီလေဆာရှင်းတော့ခွင့်ရေးပေးမယ်နော်ငါ့ကိုနိုင်တက်ငါ့ကိုနိုင်နေဆိုရင်မင်းအသက်ရှင်လို့ရငါ့ကိုရှုံးရဆိုရင်စားလိမ့်မမင်းကိုခွင့်ရေးပေးရတယ် ကဲမမောင်
ဒဇင်းတို့လုံနေစီပွားရဲ့မြင်းတဲ့အတိုင်းပဲတခါကျအသက်လူပြီးပြရလို့တခါကျလူပြီးဆက်ပြရ ဟုတ်လို့ပဲဒါပေမဲ့ကိုယ်လည်းရင်ဆိုင်နေတယ် ပြည့်ထားလို့မရတာသူတို့ကနန်းထက်ဧကကြီးရဲ့အကြောင်းကိုသိကျင်လာတယ်ဆိုတော့လေအဲ့လိုကြောင်းမကံမသိအောင်လုပ်ပြရတယ်မမကလေးကဆက်လို့ရထုံးစံတိုင်းမှာညီမရဲ့မဒီမှာဘယ်လိုထားအောင်လဲ ဖမ်းလိုက်ရတယ်မလို့မင်းရွေးတဲ့လူကတူတူတိတ်တိတ်မှဖမ်းမှာ ငါလည်းဂွင်းဝင်မယ်ထင်လို့ရွေးလိုက်တာအခုတော့ဆက်သိမ်းသွားပြီအေးငါတို့ခိုင်းတယ်ဆိုတော့ဖော်မသွားတာပဲကန့်ကောင်း ပြောလို့တော့မရဘူးနော်ဂယူးစိုက်ဆရာမလိုဘူးဆိုတဲ့အထားနဲ့နန်းထအေကွေကသူ့ပစ်ခတ်ပြုတ်ထားဖြစ်နေတယ် မင်းပြောတာလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီမိန်းမကြောင့်ငါကောင်းကောင်းသိတယ်အေးသူ့ရဲ့အကျိုးစီးပွားကိုနည်းနည်းလေးမှထိခိုက်ခံတဲ့မိန်းမမျိုးမဟုတ်ဘူးကွာအေးတုတ်ပြန်မှုမရှိတာကိုကြည့်ငါတို့လောက်တာမှမသိတာပဲဖြစ်တာ ထားပါတော့နန်းထိုင်ဧကရီကမင်းထက်ခေါင်းပြေးတယ်ဆိုတာတော့မင်းဝန်ခံရလိမ့်မယ်ကြည့်လှုပ်လေမြုပ်လေမဖြစ်အောင်ရှော့ပေးလိုက်ရင်ကောင်းမှထင်တယ် ရှော့ပေးစရာလားခုမှပွဲရအစပဲရှိစောင့်ကြည့်ကြငါကအကောင်းဆုံးမှပဲရှိပါတယ် ပြောပြမိကြည်မီယာမင်းကဖေဘယ်တော့ထုတ်သုံးမှာပွဲပြီးသွားပြီဆိုလို့ရှိရင်မင်းဖေအပူပဲဖြစ်သွားမှာ ဖြစ်เสียလားတေးသေးချာချာအသုံးချခြင်းလို့အောင်းထားတာအေးထုတ်သုံးတဲ့အခါကျရင်မင်းတို့လည်းမကောင်းအားလုံးအံ့ဩသွားကြ ချင်းမီပြောလိုက်ရင်တော့အပိုင်းကြီးပဲလက်တွေ့မှာဘေးထိဆိုတာနဲ့အကွဲပဲဖေရငါတို့တစ်ဖွဲ့လုံးဝင်ပြီးခက်ကြမ်းကြမ်းလေးကင်လိုက်ကြကျုပ်လိုက် လူရောလက်နဲ့ကိုအပိုင်ဝင်တွေ့လိုက်ကြ မဖြစ်ဘူးကြားလို့မဖြစ်သေးဘူးအားလုံးရှုပ်ကုန်ခဏလေးစောင့်ကြပါကွာငါပါစီစဉ်ကောင်းနေရှိပါတယ် ကဲဒီဘာလို့လဲလူမသိအောင်တစ်ခုကိုလုပ်နေတယ်လူတွေ ကိုမစိတ်ထင်လို့ပါဟိုကိုမပြုံးကနေခေါ်လိုက်တော့ကတိကလက်သွားတာပေါ့ဒီမှာစိတ်လိမ်နဲ့တချင်းနှားထောင်မဲဆိုပြီးတော့တချင်းလေးရွေးနေကိစ္စရှိလို့လား မရှိပါဘူးအလုံးမရှိပဲထိုင်နေရတာပြဲလို့စကားပြောကိုလိုက်ရှာနေတာ ကတိရှိရလေအားစကားလေးပြောကြမှာဆိုင်ဆိုင်အေးစိတော့စကားပြော ပြင်းတော့မသွားချင်ပါဘူးဒီနေရာလေးပဲကောင်းပါတယ်ကဲဒီတစင်နဲ့အလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ ဘာဖြစ်လို့ တစင်ကငယ်တော့တစင်လုံးဝမတူတော့အရန်ကိုရက်ဆက်လာတယ်ဆွရောက်လာတယ် ဟုတ်တယ်ကောင်မ तू ကသူ့အကျိုးစီးပွားကိုထိခိုက်အောင်လုပ်တဲ့သူဆိုရင်ခွင့်မလွတ်တမ်းအောင်ရက်ရှင်းတတ်တယ်ကတိအောင်လေအားကိုးရမယ်လို့ရှိတော့သူစမလည်းတော့ ဟုတ်လို့လား ရုံမကုန်မလို့ကတိရလေကိုနှစ်ကချစ်တဲ့သူကိုတွေးမှလက်ခံဖို့ဆုံးဖြတ်ထားတာအဲ့ဒါကြောင့်မလို့အခုလိုတယောက်တည်းထိကြံနေရအောင်ချစ်တဲ့သူကိုတွေ့ပြန်တော့လေမတုံမလှုံနဲ့မိန်းကလေးကစပြောရမလို့တော့ဖြစ်နေပြီ အဲ့ဒါပြောလိုက်ဖို့ကိုချစ်တဲ့သူရဖို့အရေးကြီးတာပါလားဒီမောင်ကဲဒီကသစင်းစီမှာပြုတ်ကြရှိတယ်လို့လုပ်တာလားပြုတ်ကြောင်တွေ့ဘူးလားဘယ်လိုလူမျိုးလဲ အဲ့လူကြီးဆိုပြီးနောက်ပိုင်းကျမှရောက်တာပါသွေးအေးပြီးစီးပွားရေးအကွက်မြင်တယ်လို့တော့ပြောတန်ကြတယ်မမထက်လည်းတက်တော့ကြော်ကြီးတယ်လေ အဲ့ဒီတော့က
ဒီလိုတွေပဲလုပ်တာလား ဆုံဝဲကိုမှအချီးရမယ်ဆိုရင်ဖះရုပ်ထုတော်မချန်ဘူးလေအဲ့ဒါကြောင့်မလို့လေမမစီမှာအဲ့ဒီစိတ်ဓာတ်တွေဝင်နေတာဖြစ်မှာပေါ့နေပါဦးကိုမောင်ကဒီကိစ္စတွေကိုအကြောင်းရှိလို့မေးတာ မရှိပါဘူး သိပါဘူးငယ်ငယ်တန်ရောစင်နေလို့ပြက်သေးလို့မေးရလား စဉ်းစားနော်အိမ်အောင်ပဲဆိုတာတန်ရောစင်နဲ့မဆိုင် ကေတီလူစွာကိုနေရတဲ့ကိုနေတတ်တဲ့သူဖြစ်ရမယ်ဥစားဥရဲ့လုံနေတဲ့ခေါင်းဆောင်ကောင်းတယောက်ဆိုရင်စံပြခေါင်းဆောင်ပြောက်ဖြစ်အောင်လုပ်ရမယ်အောက်နဲ့ငယ်သားတယောက်ဆိုရင်ပေးတဲ့တောင်ကိုခြေပြင်းတဲ့သူတယောက်ဖြစ်ရမယ်မပြောတော့ပေါ့တယ် ပောက်ပါလေမမပေးရတဲ့တာဝန်မှန်သမျှကိုလည်းစေတနာပြည့်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်နေပါလေ တာဝန်စနှစ်မျိုးရှိတဲ့ကေတီဆောင်ရွက်တာနဲ့လိုက်နာတာကေတီဘက်ကဆောင်ရွက်တာပြောစရာမရှိပါဘူးလိုက်နာတာအားနည်းနေ ကေတီကတော့မရှိဘူးလို့ထင်တယ် ပြောပြမှသိပဲဆိုရင်ပြောပြတယ်မင်းမမောင်ဆက်စတဲ့ပုံစံမှလုံးဝမကြိုက်လို့ဒီထက်ပိုနေ လို့ပေါ်ကိုင်းပဲချင်းချင်းရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတာလူငယ်ပါမတာဝန်ပိုင်းနဲ့ရောထွေးလို့မရပါ မင်းတော့ပြန်ချစ်ပါမလားမင်းတောင်ဝင်ကငါပြောတာကောင်းကြီးလက်ခံမှုပဲဘာမှထုတ်တတ်စရာမလိုအဲ့ဒါမှလည်း အဲ့ဒါဆိုရင်ကိုမမောင်ဘက်ကပြောဆိုဆက်ဆံလာရင်ရောခီတီကရှောင်ထွက်ပြရမှာလား ပြောနေကြမင်းငါ့အကျွဲတိုက်တာလားကေတီမင်းကငါနဲ့ပြန်ပဲမဟုတ်ဘူးနော်နောက်ရုပ်မင်းနားလဲတဲ့နေ တစ်ဖက်သက်မဆန်ချင်ပါနဲ့မကေတီနဲ့ကိုမမောင်တို့ကအရွယ်ရောက်ပြီးသားအပြိုလူပြိုတွေပါကိုပိုင်စုပ်ပြက်ပိုင်ဝင်တော့ရှိတဲ့နယ်လို့ထင်တယ် မင်းငါ့ကိုသွေးလို့စမ်းတယ်မမကငါ့ဘဝတဲ့ဘလောက်ရေးကြည့်တယ်ဆိုမင်းမသိရလားမသိချောင်ဆောင်ရလား ကီတီတခုမိပြစီမကိုမမောင်ကိုမရွယ်ထားလို့လား မင်းသိစရာမလိုကေတီနောင်လိုလာတဲ့ပို့ပြီးဆက်ဆံမယ်ဆိုရင်ငါလုံးဝခွင့်မလို့မင်းသွားလို့ရပြီ တော့ဗျရင်းနှီးပေါ့လိုအပ်ချင်းနဲ့ဆက်ပါလားကျွန်တော်ဒီဘက်ကိုရှင်းပါ ကျုပ်ကသူများတက်တာမတောက်တတ်ဘူးဗျာခင်ဗျားချင်းတော့ကျုပ်ဒီကလာစောင့်နေတာခင်ဗျားလည်းတော့သိတာမဟုတ်ဘူးပြောစရာရှိတာပြော sorry ဗျကျွန်တော်ကစားရင်တောင်းနေစကား easy ပြောမလို့ရေးတာခုမှဒီဘက်ကိုရှင်းမခံဘူးဆိုတော့ ကဲစကားကိုမဝေ့နဲ့လားတဲ့ပြော ပြောပါဦးကျွန်တော်လည်းချင်းနေလောက်ကတော့ဗျာနန်းထိုက် AV နဲ့အပြိုင်ဆိုပါတယ် ဗါလေခင်ဗျားကကျုပ်ကိုခင်ဗျားတို့ဘက်ကိုပါစေချင်တာလား ဖြစ်လာရင်တော့အကောင်းဆုံးပေါ့ဗျာနန်းထိုက် AV ဆိုတာအင်မတန်ကြောက်စရာကောင်းတဲ့မျိုးသမီးဝေဝေးကောင်တရားထက်သားကျွန်တော်ပို့ပြောတာမဟုတ်ဘူးလက်တွေ့သားကိုင်အများကြီးရှိ ကြောက်ကြဘူးပါလေတဲ့တွေတော့မဟုတ်ဘူးအဲ့ဒီကိစ္စတွေကကျုပ်နဲ့ဘာပတ်သက်လို့လဲ ကျွန်တော်ကကိုမောက်စေတနာနဲ့တတိပေးတာအဲ့ဒီမျိုးသမီးကစီးပွားရေးနဲ့ပတ်သက်လာရင်ဘယ်သူမျက်နှာကိုမထောက်အဲ့ဒီအထူးသဖြင့်သူ့စီးပွားရေးကိုထိခိုက်လာရင်လူတက်ဖို့တော့မတင် အေးလားခင်ဗျားစေတနာကိုတမှုထားပါလေခင်ဗျားတွေ့ရတာပဲမလားအဲ့ဒီတော့ ခဏလေးပါခင်ဗျခင်ဗျားစီးပွားရေးတွေသူ့ရှိမှလှုပ်နေရဆိုရင်ဆက်မလုပ်တော့ပါကျွန်တော်ရှိလာခဲ့သူ့ရှိမှတည်းပို့စရမယ်ဗျာ ခင်ဗျားတို့ရအကုန်ပြီမလား
အဲ့တော့ကျုပ်စဉ်းစားမယ်ကြောင်းပြမယ်အခုတော့လက်တော်ဗျာ ငါကတော့မင်းမှားပြီးဖြစ်နေချင်းအတွင်းကြကြမသိပဲနဲ့မစွန့်စားသင့် ငါသိပါတယ်ပေါ့ငါလည်းစီးပွားရေးလှည့်ကွက်အနေနဲ့တဲချက်စီ အပိုင်တော့တွက်မထားသေးဘူးချင်းပြီလောကကြီးမှာထင်းသလိုဖြစ်မလာတာအများကြီးပေါ့ အင်းအရင်လိုပွဲမကျန်းသိနေတော့ချင်းစီးပွားရေးသမားပြီးပညာနဲ့ပြိုင်တာလို့ဖြစ်တဲ့ ဟုတ်တယ်ချင်းခုချိန်မှာမင်းဆောင်ပြတယ် မင်းပါလေစဉ်းစားနေချင်းမင်းစိတ်မဝင်စားဘူးဆိုရင်မင်းဆန်လာဝင်လိုက် no နန်းထိုင်ဧကကြီးဆိုတာဂျင်ဘောကထုံပန်ကာထိတ်ကဝက်မင်းတို့တွေသူ့အကြောင်းငါတော့ကောင်းကောင်းမသိပါဘူးငါအကြောင်းအရှုံးနေများနေပြီဆိုတော့ငါပဲစုံတက်ပေးပါမယ် လှရတာစီထူးထူးခြားခြားကိုလှကိုတော့မမိပါနဲ့ ရောက်တဲ့ဆိုပြီးအကဲဆောင်ကိုကျင်းစားနေနော်ငါဒီလိုဆိုရင်ပြည့်တယ် သိပါတယ်ဗျာသိပါတယ်ဟိတ်ဒီကိုင်းစတိုင်းတယောက်ကျွန်တော်ရွေးကဲမဆိုင်ဒီလည်းမလေးလို့ဒီလိုချီရလို့ ဘုငါပေးရချင်းရှိပြောတာစကားမရှိ အရင်နီးဆုံးနေခဲ့ပြီးတဲ့ပုံစံဘယ်လောက်ဒီတော့စိတ်စိတ်ကကရင်ပြောသိဘူးလို့တော့ထင်အခုဆိုရင်ဒဇင်လဲလွတ်လပ်တဲ့တယောက်ဖြစ်တယ်ဘယ်နားလဲမသိ ဒီစိတ်ကူးရဲ့သိနေပါလားချင်းနင်ရဲ့ဒီရောက်တော့မှနင်စိတ်ကူးဖြစ်လာမှာမဟုတ်ဘူးငါရှက်နေမှာထွက်ပါငါတော့တာခလိုက်ကြရနာကောင်း ဂိုင်းစတာဘီဘီချင်းချောင်းနေတယ်ဆိုကိုယောက်ျားကိုပြန်တဲ့ရဲ့နေရတဲ့တီကိုတီးပြီးသား ဘာပြောဂျင်းမီဒီငါတော့တာဆော့တယ် အနာဘောတုံးကြလို့နာသွားတယ်ဆိုရင်မတက်နိုင်ဘူးဒီလိုရှိပြတဲ့စကားများကြီးနေတွန်းချလိုက်လို့ဒီယောက်ျားလေကောင်းမလေးပြုတ်ကြပြီးပိတ်သွားတယ်ဆိုတော့ငါသိအဲ့ဒီကိစ္စကိုအများသိအောင်ဖွင့်ပြောလိုက်နေပြောင်းလေးရောက်သွားမှာနော် ဘာများလဲလို့ဂျင်းမီရဲ့နင်ဆန္ဒနဲ့ဖြစ်နေမယ်ချင်းလို့ချင်းလိုက်ငါမြောင်းနေမြောက်ခင်ငယ်ပြီးရောက်ပါ တော်စားတဲ့စီခုချိန်ကနေတယောက်တည်းတော့ငါပြစ်ချင်တာပြစ်လိုက်လို့ရတယ် ပြောရပြီချင်းမီစမ်းတော့လေစောလာပြီလားဒီနေမရဘသူနေမစမသိလို့ပြောတာလားဟဲ့လားခုနေကလက်ဖြောက်တစ်ချက်လိုက် ဟ
စက်ဒီဘာပြောနေတာလဲ ပြင်းသွားလို့ပါ ပြီးပါဦးငါအနေမြလွတ်သွားပြီလား ဟုတ်ပါတယ်ကစင်ကလည်းမမောင်းကြောက်လွတ်သွားတယ်ပဲပြောကောက်ကားတယ်ပြောစင်ကတော့ဂျင်းနဲ့တယ်ကစင်ရဲ့တန်ဝစီမမောင်းသိပြီးတာပဲမတို့ရတဲ့စင်ထွက်လာပြီးနောက်ပိုင်းမှာကစင်ဘာဖြစ်သွားလဲဆိုမောင်းသိချင်နေလိုက် သိကျင်တာဗောအဲ့သိကျင်တဲ့ထဲမှာဘလို့လုတ်ပြီးနိုင်ထအိတ်ကလေးဖြစ်သွားတဲ့ဆိုပို့ပြီးစိတ်ဝင်စားတာ ကံဝဲပုံချရမလားလောဘနောက်ကိုလမ်းပြီးတော့အမှားဖြစ်တာပဲလားမခွဲပြားတတ်တော့ပါဘူးမျောလင်းချက်တွေရွယ်ချက်တွေတဝေးတစ်ပိုင်းနဲ့စီးပွားလုပ်မယ်ဆိုပြီးထွက်လာရင်အတိတ်ကမစ်ဆက်ပေးလို့ဝဲစားခြင်းနဲ့စပြီးသိခဲ့ရတယ် မာလို့သေးတယ်ဆိုအားမလာတယ်လူကကြည့်စမ်း လို့ပါအေးမရလေတဲ့ကြောင်းကိုချင်းမြပါပြောထားတယ် အစုံမဲ့တဲ့နေတကောင်ကျက်ဘဝနဲ့အနေခံရတာတွေတော့စီးပွားရေးအတွက်အခက်ခဲဖြစ်နေတာပဲအဲ့အတွက်ဘာမှမပူပါနဲ့ကစင်ကိုကြည့်ပြီးအများကြီးကူညီပါ ကျေးဇူးတင်ပါတယ်ကိုချင်းရဲ့ဒီစင်အားလုံးတော့ပါတယ်ဒီစင်ကိုနှိမ့်ချပြီးအနိုင်ယူခြင်းနဲ့ပြီးဒီစင်ကောင်းအောင်ပြန်အနိုင်လို့ချင်တာဒီစင်ကူညီပါနော် စိတ်ချပါစေအေးမီပြောတဲ့ကစင်ကိုကူညီဖို့ဆုံးဖြတ်ပြီကိုလေးအောက်ခြေကတက်လာတဲ့သူပါကစင်ရဲ့ခန္ဓာချက်ကိုကူချင်းစား ပြောမယ်ဆိုအများကြီးကိုချင်းဘူးအားလည်းသူဖိနေတတ်တာလောကရဲ့တဘာဝလည်းမပြောတတ်ဘူးဒီစင်ဖြစ်ချင်တာဖြစ်နေမှာနော် ဘာဖြစ်လို့မဖြစ်ရမှာလဲတစင်ငွေရှာတာအထာသိလွဲလွယ်လေအေးဒါပေမဲ့ပြတ်သားတဲ့စိတ်ရှိဖို့တော့လိုရနော်တာရအားလုံးကိုကြည့်ပြီးပြင်ပေးပါနော် စူးစမ်းမယ်စင်နဲ့ဖြစ်အောင်စူးစမ်းပါတပေါ်ရှိစင်မအရှင်းရမရှိဘူးအဲ့ဒါစင်ရိုးသားတဲ့ဖွင့်နေပြောတာပါ ဟုတ်ပါရဲ့အကြောင်းဆုံးသိပြီးသားပါတစင်ရဲ့ကိုလုံငန်းမှလည်းလက်တွဲခေါ်မယ်အဆက်တွေလည်းအများကြီးရှိပြီးသားပြီးကြတိုင်းအားလုံးပြီးလိုက်နော်အခုချိန်ကစပြီးကိုကုံတယ်လုပ်ငန်းရှိတရားလို့သတ်မှတ်လာဟုတ်ပြီလားအဲ့ဒါဆက်စရာလို့စားအားပါစားသူဝိလာရှားပြီးတော့ပါစေ ကိုချင်းမီဒုစက်ခန်းနဲ့ဝင်လာတယ်ဟာအရင်တော့ဖားတယ်လေ နည်းနည်းလေးတောက်လာတာပါတစီရဲ့အောင်ပွဲရဲ့အထိမ့်မနဲ့နည်းနည်းလေးတောက်ဒီမှာလေအောင်ပွဲရဲ့အထိမ့်မ ငွေရအများကြီးပဲဒဇင်တို့တရားပစ္စည်းအဲ့လိုမများဘူးလေ တစင်ရလဲကွာညောင်စီးလောက်ပဲညောင်ပေလောက်ရတယ်ပါတစင်ချာ ဒဇင်ကြောက်တာညောင်စည်းတော့လွှဲညောင်မင်းတော့ရတယ်ဆိုအလှကိစ္စကိုပြောတာလေဒဇင်တို့လုံးနဲ့ပါဆိုင်လို့လေ ဟောဗျာအခုပဲလက်တွေ့ပြနေပြီလေဘိုးတို့တဲလာရဲ့ကြောင်လေးတစ်လုံးပါအခုလိုသိမ်းပေါင်းများစွာရတယ်အဲ့ဒါလက်တွေ့ တကယ်ဒါဆိုရင်ဒဇင်စံတာတွေပြည့်တော့မှာပေါ့နော်ဟုတ်နောက်အလုပ်တက်ကဘယ်တော့စမှာလဲ ဖြည်းဖြည်းပေါ့တစီဈေးကွက်ဝင်တဲ့ပစ္စည်းကိုအရင်ဆုံးလေ့လာတယ်အဲ့ဒါမှညောင်ပင်ကြီးတော့ပြပါဒါပဲနော်နောက်ကြမှာကိုချင်းမီးကဘတူလေးပါလေးလုံးနေတယ်ဟုတ် မလုပ်ပါဘူးဒဇင်ကကျေးဇူးတင်တတ်ပါတယ်ဘာမှမမေ့ပါ အဲ့ဒါတော့ကိုလက်မခံတစီမေးတဲ့ဟာဆိုမေးဦးမေးပြရမယ်နာယီလက်တန်းဆိုတော့ပြောင်းရမယ်
ပြီးခဲ့တိုင်းဖြစ်တယ်တော့တစ်စိ ဟိုဒဇင်ဆိုတာလေဒဇင်ဒုက္ခကိုကယ်ခဲ့တဲ့ကိုကြီးမြတ်ကျေးဇူးတရားမမေ့ဘူးလို့ပြောတာပါ အဲ့ဆိုလက်တွေ့ပြတယ်ကိုကျင်မီကလက်တွေ့ပြမှာရှုံး ဒဇင်ကဘာလို့တွေ့ပြမှာလဲ လွယ်ပါတယ်တစ်စိတစ်စိကိုလက်တွေ့ပြီးကျန်တဲ့ဘောကိုဖြတ်တန်းပြတယ်မလို့ ရှင်ကိုကြီးမြတ်ကိုကြီးမြတ်ကိုကြီးခလေးချစ် ချစ်တာဟောကလေးရ ဒါပဲနော်ကိုကြီးကိုချစ်လို့ပုံသွားပြီပါမေ့သွားလို့တော့မရအောင် ကလေးရတယ်ကွာမေ့စရာဖြစ်နိုင်လေကလေးလေဟောဒီအာဂုန်းထဲမှာတော့ပုံနာကြတယ် တကယ် တကယ်ပေါ့ အဲ့ဒီကောင်တက်တက်လုံးမကြားကျင်တယ်နော် တစ်သက်လုံးမဟုတ်ဆဲတယ်ဘာလဲကလေးကကိုယူမယုံလားအဲ့ဆိုလက်တွေ့ပြနော် ဆိုင်ထဲမှာလူတွေနဲ့ဟွန်းကိုချင်းမင်းရှင်လူမဟုတ်ရဲ့လားဟဲ့ လူမလို့အချစ်တွေနဲ့ရှင်းတန်းနေတော့ပါမမြင်ဘူး ကိုကြီးတော့တယ်လေအော်ဟဲ့ဖေးစမ်းပါဒီမှာရှင်ကျမကိုလက်ထပ်မယ်ဆိုရင်ခြေတော့တက်နေတာလေဟမ်ရှင်ဘာချိုးချိုးတာလဲ ကလေး နေစမ်းပါ မင်းဘာလာရှုပ်လာတဲ့စားမင်းပြောတဲ့လက်ထက်တယ်ဆိုတာပါဟောလက်ထက်စာချုပ်မှာလက်မှတ်ထိုးတာကိုပြောတာလားတွားစမ်းပါသိမ်းမောင်းများဆိုအယောင်းဝယ်လောက်တာမှာလက်မှတ်တစ်ချက်မထိုးတယ်မားတယ်မင်းလိုမိန်းမမျိုးတော့ငါလက်မှတ်ထိုးဟုတ်လား ဟောဒီမှာရှင်စိတ်ရင်းနဲ့ကျမကိုပြောခဲ့တဲ့စကားကိုကြီးနဲ့အကူကြီးအဟောက်ကြီးထင်ခဲ့တာကျမလည်းကျမဘွားတိုးတက်ဖို့အတွက်ကျမရှင်ကိုကြည်ယူခဲ့တာနော်ဟမ်ဘာလို့ရှိလို့မထင်နဲ့ မရှိရင်သွားပါဖြစ်ခဲ့တာတွေအတွက်ကျေးဇူးဆက်တယ်လို့ပဲသဘောထားတယ်မင်းတို့လည်းငါကူညီဆောက်ရှောက်ခဲ့တာတွေကြာပြီပဲဟုတ်တယ်အခုပါတချန်တော့မှအစ်စ်ပါပါပြီရပါလေကြည်တယ်လို့ပဲသဘောထားလိုက်ပါ ဒီမှာခွဲပါစကန်လက်စကားမထင်နဲ့နော်နင့်ကငါတသက်လုံးမကြည့်ဘူးနင့်ကိုလည်းငါလည်းနဲ့မတိုက်ရမှာလေတသက်လုံးလည်းမတော့ငါလောက်ပြမယ်စကြည့်နေ ကြည်မယ်ဘသူကဘသူနလန်ထူအောင်လုံနိုင်တော့စောင့်ကြည့်ကြတယ်အောင်နော် ပြန်ပြင်လို့မရတဲ့နာကြီးချက်တွေနဲ့တစင်ကအမြန်ဆုံးချမ်းသာအောင်ကြိုးစားခဲ့တယ်။ကံအကြောင်းမပေးလို့လားမသိဘူး။ကုံတဲ့တထေးတယောက်ကတစင်ကိုလက်ထပ်မဲ့တောင်းလာတယ်။သူကလည်းသူတို့ကုံတဲ့လောကမှာတကယ်ထိပ်သီးချမ်းသာတဲ့လူတယောက်ပဲ။အဲ့ဒါကြောင့်မလို့တစင်ချင်းမျိုးလက်တုပ်ပြန်မခွင့်ရခဲ့တယ် ။နေ့ယောက်ျားကဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲ။ငါကြားရတာလုတ်ကြံခံလိုက်ရတယ်အဲ့ဒါဟုတ်လား ။အော်အဲ့တော့မဟုတ်ပါဘူး။လူတွေကလေတစင်ရုတ်တရက်ချမ်းသာသွားတော့မလို့ဒီမှာစိတ်နဲ့ရှောက်ပြီးပြောကြတာပါ။သူတကယ်ဆုံးတာကလေကားပေါ်ဆင်းနဲ့မတော်တဆချော်ရင်းနဲ့လင်းကြပြီးဆုံးသွားတာပါ သစင်ဂျင်မေကိုစီးပွားရေးအနိုင်ရွက်နေရမှာနောက်ရှက်တာတော့တိုက်ခတ်တာတော့လုပ်ခဲ့ဘူးလား ဟာမမလည်းပေါ့ရှော်တွေရှောက်ပြောနေပြန်ပြီသူတို့ကုန်ပစ္စည်းကိုဈေးကစားပြီးတော့ကမောက်ကမာတွေဖြစ်အောင်ပဲလုပ်လိုက်တာဘယ်ရပါလဲကြောက်ရှောက်ပြောနေမှာ သိဘူးလေသစင်ကိုရန်ရှာနေတာဂျင်မီတို့ဘက်ကလားလို့စဉ်းစားမိတော့ပါဖြစ်ပုံကလည်းရန်ရိုးရှိလို့အပြတ်ရှင်းတယ်လို့ဖြစ်နေတယ်လေ မမရဲ့တစင်အောင်ရဲစစ်တယ်လို့စစ်ပါလေတစင်မယုံဘူး ယုံပါတယ်ယုံလို့လည်းအလုပ်တွေအားလုံးကိုပြစ်ပြီးတော့ဒီမှာလာပြီးဆော့ရှော့ပေးနေတာပေါ့ ယုံမမရဲ့တစင်ကတော့မမကိုယုံလဲယုံနဲ့အားလဲကိုတယ်တစင်ဘွားကလေစစ်စစ်အိုးဆိုင်မှာထိုင်ပြီးအထီးကျန်နေရတဲ့ဘွားပြီးတော့တစင်တို့လောကလည်းဘယ်သူမှယုံလို့ရတာမဟုတ် တန်တရားတွေအများကြီးနေမနေပါနဲ့သစင်ဟာလူလောကကြီးအပြင်ဘက်ကိုရောက်သွားရင်မကောင်းအားလုံးနဲ့ဆင်ပြေဖို့မကောင်းဘူးလား တစင်လည်းစူးစမ်းပါသေးတယ်လူတွေကတွေးလိုက်ရင်ကုညီချင်တာနည်းနည်းအမျက်ထုတ်ချင်တာများတာအဲအကြောင့်တစင်လေးစီးပွားရေးကိုစားချလုပ်တယ်ပတ်ဝန်းကျင်နဲ့ဆက်သက်ဖြတ်ပလိုက်တယ် အဲ့လိုပဲဖြစ်ပါမလဲပတ်ဝန်းကျင်တော့လက်ဆက်ဆက်စားမှဖြစ်မှာပေါ့ မမောင်တရားလို့ရှိတာပဲဥစားတစင်ကိုစားပတ်ဝန်းကျင်နဲ့မမောင်ကအလိုက်ထိုက်ဆက်ဆံပြီအမောင်ကတစင်ကယုံဘူးလား အဲ့လိုလည်းမဟုတ်သေးဘူးငါအနေနဲ့မှတစ်လုံးရှိချင်မှရှိမှာလေ
လူဘဝဆိုအတက်ပြောလို့မရဘူး ဘာလဲမမောကသစင်ထားသွားမလို့လားသစင်ကလေမမောက်ထားခဲ့တဲ့ဟိုးနဲ့တန်းစင်နည်းနည်းမှရော့သွားတာမဟုတ်ဘူးနော်သစင်ဟောတော့ဖြစ်ခဲ့တဲ့အဖြစ်တွေကိုမမောကခွင့်မလို့နိုင်လို့လား အဲ့လိုပြောတာမဟုတ်ဘူးလေဖြစ်တဲ့သဘာဝကိုပြနေတာ အဲ့ဒါဆိုလည်းပြောမနေပါနဲ့ဖြစ်လာမယ့်ကိစ္စတွေလည်းမဟုတ်ပါဘူးသစင်နားမှာမမောရှိတဲ့အခြေအနေသင်ပြောရှင်နေပြစီမောင်ရဲ့နော် ခေဒီဟုတ်အကူကြီးတောင်းထားတဲ့ကိစ္စလုံးနေပြီ ထင်တယ်လို့မလွယ်ဘူးဒေါ်နန်းထိုက်ဧကရီဆိုတာဘလောက်တိကျပြသားတယ်ဆိုတာသိရမှာလားဒီနေ့တော့စိတ်ရှိမှာပေါ့ ခန်းမှာများနေလို့အမြဲဆုံးကူညီတာပါခေဒီစီပွားရေးလောကမှာရှယ်လေခြင်းတိုင်းရှယ်လေခွင့်ရနေလို့လန်တက်နေတာမူလီတာမပွားနိုင်တော့အမြဲဆုံးကူညီတာလေနော် ကဲဒီကမခွန်ကြီးလို့ပြောနေလို့လားဒီစီစီမလုပ်ပါနဲ့ပေးရတဲ့ကြီးဖြတ်လိုက်ပါနော် အဲ့လိုတော့မလုပ်ပါနဲ့ခေဒီကိုမအားကိုးကြလို့ကေဒီတောက်တဲ့ရှိပါတော့ အဲ့ဆိုလည်းအချင်းဆောင်လေပိုင်ခေတီအကြောင်းကြားမယ်ဟုတ်ပြီလားပြန်မယ် ကေဒီဟိုကိုချန်ဝါးကြီးလိုက်ပို့ပြီမယ်ရှုံနေမယ်နော် တော့အားလုံးဖိနေဝင်နေ မင်းမြင်တဲ့အတိုင်းပဲပြောက်ချင်းမင်းမင်းဘာလျှောက်လို့ ပြောဘာပြောနေ ဒီအဲ့ကောင်လေးဘယ်ရောက်ဆိုမင်းမသိမင်းတို့ရှားလို့လားချင်း ဖေရမင်းစကားဖြေနေတော့ပါ ဟုတ်တယ်ကြီးမင်းတို့အထင်းမှာပြောနေတာငါတို့ကတော့တော့ကြားတယ်တို့တော့တော့မရှိမလေးတပတ်မလုပ် မင်းတို့ထင်းလို့ထင်းလို့ထင်းကွာဒီကိစ္စကပဲဖြေရှင်းတယ်ဟေးမင်းတို့ကတခုတော့ခြေမီးဆိုတော့အကျိုးများရှိတယ်ဘာတစ်ခုမှမလုပ် ပြောက်ချင်းမင်းမင်းပြောတာဟုတ်မဟုတ်ဆိုတာငါစောက်ကြည့် မာလီစတေလာ အခုချင်းမလို့လား မာလီမာလီဝါထားရစီမာလီကိုရမစိုးတော့ကြည့်ရစီမာလီ ကောင်းကြီးအောင်ကြောက်ထဲကြပြီးပေါက်ခွဲတော့လားကိုရဲ့ညီမလေးတော့ကားပေါ်လွှင့်ကြပြီးတပင်နဲ့ချိန်နေလို့အသက်ရှင်ပြီးကြံခဲ့တာ ဒါနဲ့မင်းညီမလေးရဲ့ဘာလို့ကိုယ်ဆက်တယ်မလုပ်တာလဲကိုယ်နှစ်တယောက်တော့ကြာခဲ့ပြီညီမလေးရဲ့ ကိုကိုပြစ်တယ်ခံပါပါညီမလေးတတိယတော့ခီးသွားလင်မြန်းနေရောကညီမလေးကိုကေခဲ့တာဖြစ်ပြသမျှအကြောင်းအရာအတိတ်တွေအားလုံးညီမလေးမေ့နေတော့သူတို့ကပဲမွေးစားခဲ့ညီမလေးတတိယတော့မကြသေးဘူးကိုကိုရဲ့ ဖြစ်လာလေညီမလေးရဲ့
အဲ့ဆိုလေတတိယချင်းကိုကိုဆက်သွယ်လုပ်လိုက်ပါလား အားလုံးတတိယလို့ရအောင်ပြန်လာတော့ကိုကမရှိတော့ဘူးအနေရွာတဲ့လူတွေကိုမေးကြည့်တော့တယ်ရီနဲ့မမေးဆုံးမကြရကိုရွာထွက်သွားတာတဲ့ ဝိုင်းနေပါလေငိုတော့နော်ညီမနော်အခုကိုလိုမောင်မန်းတယောက်ပြန်ဆုံးပြီဆိုတော့အရင်လိုပဲချစ်ချစ်ခင်ခင်ပြောရှင်ပြန်နေအောင်နော်ညီမနော် လောလောဆယ်တော့မဖြစ်နိုင်သေးဘူးကိုရဲ့ညီမလေးကခွင့်ထောင်ရအောင်ပါ ညီမလေးခွင့်တောင်းညီမလေးကအိမ်အောင်ကြနေပြီလား ဟုတ်ပါဘူးကိုရဲ့ဟိုညီမလေးခွင့်ထောင်ရမယ်ဆိုတာလေညီမလေးကိုဒီတက်ဒီရွယ်ဒီစောင့်ရှောက်လာတဲ့ညီမလေးရဲ့မွေးစားဖြစ်ပေနဲ့မမေကိုပြောတာပါသူတို့ကလေတာသမီအရင်ချာမရှိတော့ညီမလေးကိုသမီးလေးအရင်တရားလို့တိတ်ချစ်တာအဲ့ဒါကြောင့်လောလောဆယ်သူတို့နဲ့ညီမလေးခွဲလို့မဖြစ်သေးဘူးကိုရဲ့အခုကိုနဲ့ညီမလေးကပြန်ဆုံနေကြပြီပဲကိုရှိတဲ့နေရာကိုညီမလေးလာလို့ရတယ်လို့ညီမလေးရှိတဲ့နေရာကိုလည်းကိုလာလို့ရတယ်လေ ဘာဖြစ်ညီမလေးလောကကြီးမှာဆွေမျိုးရင်းရှာဆိုလို့ညီမလေးနဲ့အကိုကြီးမရှိတော့အဆက်တော်မပြတ်ပါစေနဲ့နော်ညီမလေး ဟုတ်ကဲ့ကို ငါ့ကိုစိတ်ခေါ်နေတာငါ့လာစမ်းနေတာငါ့လာစမ်းတယ်နဲ့စမ်းတယ်နဲ့ ဘာဖြစ်နေရလဲ ငါလူတက်တယ်ငါလူရတဲ့တယ်ငါအဖေကဖြစ်စီပေးတယ်ငါ့ကိုလုပ်ရကြတယ် ကဲငါတော့အရင်ရှင်းသမှာဟာ ငါလုံငါဒီမှာတရှို့ရှိနေငါစမ်းပြအောင်လုပ်တာငါတိတ်မောင်းတယ်အဲ့လိုရှမ်းမောင်းတယ် ကဲဒီလိုတော့ခဏလေးချက်အဲ့ဒီရှိုးတော်လေးသိပြီလား မသိတယ်တော့ပေါ့သိတော့ငရဲပြီးအရှာပေါ်ပြီဟာရှာတယ်နန်းထိုက်ကဒီကိစ္စအစ်စ်ရှင်းပြ အဲ့ကိစ္စကိုငါရှင်းမယ်သစင် ကောင်းပြီအဲ့စကားမျိုးကအမြဲတမ်းကြားချင် စိတ်ချသစင်ငါရှိနေသေးတယ်ဒီမှာဘာပြဿနာမှမရှိသေးရအောင် ဖေအဲ့ကောင်မရောက်တော့ကျုပ်ပါတယ်ဗော ဒီ channel ဘာလာလို့ မပြောကွာမပြောရ မပြောမှာ ဟဲ့လေဘာဖြစ်နေကြ ချမ်းတဲ့လူသားဝင်လို့ကွာ ဟဲ့ဒီကောင်ဘယ်ကောင် အဲ့လိုလည်းမသိလို့မင်းမြတ် channel ကိုသတင်းကိုခေါ်သွင်းလာသူ့ရဲ့ဆွဲဝိုင်းပါလာနေမှာ ဆိုင်ပါဦးကွာဟဲ့ဒီ channel ပါလာတာပြောပြောလေကွာဟဲ့မင်းနေဘာလာလောက်တာလဲပြောကွာဟာ တော့ပါပြီဗျာကျွန်တော်ပြောပါတော့မယ်
နော်နော်မင်းဒီချန်တော့ပါလာတော့မင်းကဘယ်လိုခိုင်းတာပြောလေ ကျွန်တော်ပြောမယ် ပြောမင်းဒီကပါလာလို့တော့ ခုနရက်ထွက်သွားရင်မမလေးနောက်လိုက်ကြည့်ခိုင်းလို့ပါ မင်းကဘယ်လိုခိုင်းတာလဲပြောလေမင်း ပြောပါမယ်ဒေါ်နန်းထိုင်အကြည့်ပါ ထုံးစံနဲ့ရှင်းလိုက် တိကျတော့စစ်ဒီကိစ္စမျိုးကိုယ့်ဘက်ကပိုင်မှဖြစ်မှာနော် သိပေးကြတာပေါ့သစင်လူတယောက်အသက်နဲ့ရေးမှဒီသတင်းကိုရလာခဲ့တယ်ဘယ်နည်းမှလွဲစရာအကြောင်းမရှိသစင်ပြဿနာသစင်ကိုယ်တိုင်ရှင်းမယ် အဲ့လိုမဟုတ်သေးဘူးလေနေပြဿနာငါပြဿနာပဲပေါ့ ကောင်းပြီမမောတော့ပဲ ငါအားလုံးကွက်တိဖြောင်းစီစဉ်ပေးမယ် ခေတေကိုပြပြရဲ့ဖိုင်ကမဘွားတဲ့ဘလောက်အရေးကြီးရဆိုတော့ခေတေသိတယ်အခုအခြေအနေကရှုပ်ထွေးနေတော့ခေတေကိုရုံးလို့မပြတာအရေးအကြောင်းကြုံလာခဲ့ရင်အဲ့ဖိုင်ကိုခေတေအသက်နဲ့လဲပြီးတော့ကာကွယ်ပေးပါ စစ်ချပါမမဟုတ်ဘာရှုပ်ပြီးနေတာလဲဒီမှာကတိလည်းဘာမှမသိတာ ခေတေတော့များတယ်လို့ပါတော့အဲ့ဖိုင်နေတဲ့မှာမမနဲ့အလုပ်လုပ်နေတဲ့ပုံလေးရဲ့မှတ်တမ်းရှိအဲ့ဒီမှတ်တမ်းတွေကိုဇုံပြောက်ကပြေးသွားမယ်ဆိုတော့ပဲသိအန်နေတယ်ခုချိန်ကမှမအောင်ပစ္စည်းလုံးတဲ့တွေများနေရဲဆိုတော့ဒီလိုဝက်ချက်တွေကိုသိသွားရင်ငါတို့စင်းရှိတယ်အဲ့ဒါကြောင့်ယုံကြည်စိတ်ချရတဲ့ကိတိကိုတော့အထားတာဆို စစ်ချပါမမကတိတောင်းယူပါတယ်လုံးဝမပေါက်ကြစီရပါဘူးကတိကိုယုံလို့ဒီလေးဝက်ချက်ကြီးကိုမမဖွင့်ပြပြတဲ့အတွက်လည်းဂုဏ်ယူပါတယ်ဒီကိစ္စကြီးကိုအသက်နဲ့လဲပြီးစောင့်ရှောက်သွားပါမယ် ဒီလိုအားထုတ်ရတာ ဟ
ထင်ထားတဲ့အတိုင်းပါပဲလားကေလျှို့ဝှက်ချက်ကိုရအောင်လို့ရောက်နေဆိုတယ်တလောက်လွယ်မယ်ဆိုရင်နန်းထိုက်အေဂီဒီလောကမှာမရှိတာကြာပါတယ်ပြောပါဦးဘယ်လိုဖြစ်ရှင်းဆက်တည်ပေး ဒီကောင်မင်းပြောနေတော့မလားဒီဝက်ချက်တိုင်းလုံးကြုံမှုရှိဆိုတာမှန်တယ်ပေါ့ ကြိုက်တယ်အဲ့စစ်တပ်ကိုကြိုက်တယ်သူရဲ့ထုံးစံမင်းသိနေလားဒီကစစ်ဖြစ်ဖြစ် ရဲတော့တောင်းချင်မသေးပါ rất là nênပြော또 총하래 또 왜 너 정리고ငါကိုယ်တိုင်ပေါ်အောင်စစ်ပြီးမှငါကိုယ်တိုင်ရှင်းပြမယ်ဒါစေကိုယ်ခွင့်ပြုရတော့ မမောင်တက်တော်မဲ့တင်လို့စစ်စင်လာတယ်ခွင့်ပြုရမှာနင်တို့သူ့အချို့လည်းထည့်တာလှည့်ကြဆောင်တယ်လို့စင်လွတ်သွားလို့ရှိရင်တို့အသက်နဲ့ရောချပေးရမယ် ဝင်လေကြီးဝင်လေ အရေးပေါ်အမှန်ရှင်းဖို့လည်းအားလို့ ဖြစ်ပါလေရမိုက် ပြည်တဲ့မော်လူတယောက်ချီချော်ပြီးအဖက်ပုံနဲ့ကြာသွားတယ်အမိုက်ကများတော့ပြန်ရုံးထားဖို့ခက်နေတယ်အနေရရှိတယ် ဒါဆိုရင်အမိုက်ပုံရှင်းပြီးအများဆုံးကြရမှာပေါ့ပြေးလမ်းပေါ်ကလူအထိကခံလို့မဖြစ်ဘူးအမိုက်ပုံညှို့မေးပါ အမိုက်ပုံကကျုပ်အမိုက်ဟောင်းတွေလူချင်းတို့ဝင်ရှာနေတဲ့နေရာပဲအမိုက်တွဲနဲ့တော့အမိုက်လည်းများတယ်တတိရှိဖို့တော့လိုတယ် ဒါဆိုတေးသေးချာချာစီစဉ်ထားတဲ့အမိုက်ပြင်းမယ်အင်အားသုံးပြီးချိန်ခိုက်လှုပ်ရှားကြချိန်မလို့တတ်မှတ် မနှက်ဖြန်နေမွေငယ်အပြီးရှင်းမယ်လေတက်ပြီးတော့အမိုက်တွေရွေ့သွားနိုင်တယ် ဆက်ချဖွဲ့နေညှိနှိုင်းပြီးချိန်မရှင်းမေးပါ ဟုတ်ပြီလိုရတဲ့အားလုံးစီစဉ်ထားလိုက်ငါမိုက်ပြန်ရှင်း ဘာကဲဒီဦးပြီးတော့ရတော့အဲ့ဒါစုတာငါတို့တွေစုတာဒီရည်မြေငါကိုလည်းတတ်မယ်စုသွားလေကွာသွားလေဟာ ဂျင်မီပြပါရဲ့ ဘယ်လိုဟုတ်ကဲဒီဆိုတာမင်းတို့ဖမ်းမိလားမင်းတို့လည်းတစ်ခါစုပ်ခွေကွာအဲ့တော့နားထိုင်ရပန်းချုပ်တယ်မကြခင်တက်တော့ပါကွာလူတော့ပါနေတော့ ကဲမင်းတို့တို့လူပဲတို့ညဘာပြဿနာဖြစ်တယ်မသိအောင်အနေသားကြီးပါပေါ့ နေတိုင်းပေါ့ကဲဒီဆိုတာဟာတုတ်ကူတွေတော့ညီမလေးပါကွာဟာဟုတ်တယ်မင်းညီမလေးတုတ်ခါရတယ်ငါဒီလိုက်ချက်ကြည့်နေမှာလားအဲ့ဒီမိကောင်ဒီနေ့ငါကိုလည်းရှင်းတယ်ကွာ ဟုတ်တယ်နားထိုင်လူအပြက်ရှင်းနေတယ်ငါတော့လိုက် လာ နေရပါလေဘသူ့အတွက်လုပ်နေတာလဲဟာကော မမောင်ရဲ့လက်တန်လေးကပြော့လိုက်တာဒါတော့လက်တန်နဲ့သူ့စီကအဖြစ်မှန်ဘယ်လိုလုပ်ရမှာလဲမမောင်တန်းတန်းနဲ့စင်းရဲ့လက်တန်လေးကျွေးလိုက် ကဲဒီ
နေငါတို့အကြောင်းဘယ်လောက်သိထားလဲပြောစမ်းပြောနေအောင်မတပ်တည်းကောင်းနိုင်တယ်ဟမ် မပြင်းတော့ပါဘူးဒီစားလေးကတော့ကျွန်တော်ရောက်ပြီ Ikise mema, lelele nyaka me mema ba no. Mama, ni sara ye ya sa ma ti no. Naka ikise ne no ta ya cha ma mi. This was it ku ni ye ra ta ya ne ta si ku pe kha ya. သစေ
ငါရဲ့တောင်းကိုနားလည်ပေးပါတရားဥပဒေမှာတငယ်ချင်းတို့ဆွေမျိုးဆိုတာမရှိဘူးနင်းရဲ့လို့ရတဲ့အားလုံးကိုလည်းငါတို့အောင်သိထားပြီတခုတော့ရှိတာနင်းကနန်းထိုက်အင်္ဂလိပ်ဘွားနဲ့လက်မခံနိုင်ဘူးနင်းရဲ့အပြစ်ဒီအားလုံးကိုတရားဥပဒေနဲ့စေကြောပြီးတဲ့ချိန်ကြတယ်တစင်းဆိုတဲ့ဘွားနဲ့ငါလက်ခံတယ် မမနင်တကယ်ပြောတာလားခါလီအဲ့မောင်မောင်ဆိုလူတယောက်ကြောင့်နန်းထိုက်ဧကရီဆိုတဲ့ဂိုင်းစားဝါဘဝဤတစ်ခုလုံးရေးပြီးငါရအောင်ကြိုးစားခဲ့ရတာအခုလေမောင်မောင်ဆိုတဲ့လူတယောက်ကြောင့်အောင်မြင်နေငါဘဝငါထပ်ပြီးဆုံးရှုံးရမှာမမေနင်ငရဲပြီးပုံမဲဆိုလဲငါသွားမယ်သူပါဟဲ့နင်ပြောတယ်လို့ပစင်းဆိုတဲ့ဘဝနင်တကယ်လက်ခံမယ်ဆိုရင်နင်တို့ပြောတယ်ဥပဒေဆိုတဲ့အဆုံးအမငါခံယူမှာပါဟဲ့နင်ပစင်းဆိုတဲ့ဘဝစောင့်နေမှာလားငါကလေးပဲနင်စောင့်နေမှာလားငါကလေး ငါကလေးပဲတစင်းကိုငါတကယ်စောင့်နေမှာအေးမင်းတေခါလာခေါ် ညီမလေးဥပဒေလက်ထောက်အမေပြုပြီးယူမယ်လို့ညီမလေးကြိုးစားနေတာကိုကိုရညီမလေးကြိုးစားနေတာကိုကိုရညီမလေးကြိုးစားနေတာအဲ့တော့ကိုကိုရညီမတော့ညီမလေးကြိုးစားလိုက်တာပြီကိုကိုညီမလေးကိုဘာမှမဖြစ်တော့nào mà Hoan chị ghét mẹ xuống đi lũ ấp chết xuống như này mà thiếu bị ăn sẽ nhưng mà đi sẽ đâu mà cứ gọi ra nhưng mà đi sẽ đâu mà sẽ đâu mà đâu cơ လှပတဲ့မနက်ခင်းတိုင်းမှာကျမရဲ့ခြေလမ်းတွေကယုံကြည်မှုအပြည့်ရှိစေတယ်။တဘာဝတရားကတင့်အတွက်လက်ဆောင်တွေအများကြီးဖန်တီးပေးထားပါတယ်။ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားပြီးတဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်ထားတယ်။ဝါမီသွေးစက်ပြာလေးပဲပေါ့။အစိတ်အထောက်တွေကင်းစင်ပြီးအသားရည်ကိုကြည်လင်လှပစေတဲ့အတွက်သူ့ကိုကျမအမြဲတမ်းသုံးဖြစ်တယ်လေလှပခြင်းကိုတဘာဝတရားစီကနေတိုက်ရိုက်ယူဆောင်ပေးမယ် Haben Black Fisher Soap